မျိုးသားတစ်ယောက်အနေနဲ့ဒီစီးမင်း6ခုကိုဒါတင်သိခဲ့ရင်အခြားသူတွေထံအများကြီးရှေ့ရောက်နေပါလိမ့်မယ်နံပါတ်1အမျိုးသမီးတစ်ယောက်ကတင့်ကိုတကယ်ချစ်ရင်တင့်ကိုဆုံးရှုံးရမှာကြောက်တဲ့အတွက်သူမရဲ့အမူအရာအပြောဆိုနဲ့အကျင့်စရိုက်တွေကိုတင့်အတွက်ပြင်ဆင်ပေးပါလိမ့်မယ်နံပါတ်2ကြွားဝါဒဝေရှောင်းမှာဒါဟာတင့်ကိုမလိုအပ်တဲ့ရန်သူတွေနဲ့ပြဿနာတွေကနေကာကွယ်ပေးပါလိမ့်မယ်နံပါတ်3ဒီဘက်ခေတ်မှာစိတ်ရင်းအမှန်တက်နေတော့ကစားပွဲမှာနိုင်မှုခဲရင်မှာဉာဏ်ပညာမှာပေါင်းစပ်ဖို့လိုပါတယ်နံပါတ်4တင်ဟာယောက်ျားတစ်ယောက်ပါတင်ရဲ့စိတ်ဖြစ်ရှိမှု90%လောက်ဟာဝေရှာဖို့နဲ့ဘဝတိုးတက်ဖို့အတွက်ဖြစ်တင်ပါတယ်နံပါတ်5ကိုရင်းနှီးမြုပ်နှံတဲ့နေရာမှာမတွန့်တိုပါနဲ့ရင်းနှီးမြုပ်နှံမှုကတန်ဖိုးနေရင်ရလက်ကလည်းတန်ဖိုးနေပါလိမ့်နံပါတ်6တင်ပေါ်လိန်ညာတဲ့သူအတုံးချတဲ့သူနဲ့မလေးစားတဲ့သူတွေကိုအခုပဲဖြတ်တောက်လိုက်တင်ဘဝမှာစိတ်တောက်ဖြစ်စေတဲ့သူတွေကိုဖယ်ရှားပစ်ပါဘဝဆိုတာကိုယ့်ဘက်ကပြတ်သားမှအောင်မြင်မှုဆိုတဲ့လမ်းကြောင်းကိုပွင့်တာ